နော်2 power h ဒါ minus 2နော်အဲ့မှာဆရာတို့က h မှာဘယ်နှဘစ်ရေးမလဲ8 3 22မှာ4ဘစ်ဘယ်လောက်ရေးမလဲ8 3 24ဘစ် minus 2အဲ့ဆိုရင်2 power 24ဆိုရင်နော်2 power 24ဆိုရင်ဆရာတို့နှုတ်လိုက်ပေါ့ဒီလောက်ရမယ်အဲ့ minus 2နှုတ်လိုက်အဲ့ဆိုရင်ဒီလောက်သုံးလို့ရတယ်နောက်ဝတ်တစ်ခုမှာဘယ်လောက်သုံးလို့ရ300ဟုတ်လား360သုံးလို့ရတယ်နောက်ဝတ်တစ်ခုဟုတ်360သုံးလို့ရတယ်နောက်ဝတ်128ခုခွဲလာတယ်တစ်ခုမှာဘယ်လောက်သုံးလို့ရ360ဒါဆိုတစ်ခုပေါ့နောက်ထပ် class B နောက်ဘယ်နှခုလဲနှစ်ခု host ကဘယ်နှခုဖြစ်နှစ်ခုနောက် formula သူလည်းတွေ့ရမှာနော်2 power အဲ့ဒါ2 power ဘယ်နှထက်တယ်ရှင်းတယ်လी16လို့တင်မှာပြီ high order bit နေနဲ့ဘယ်နှနေရာဖယ်ပေးရနှစ်နေရာနေရာဖယ်တော့2 power 142 power 14ဆိုရင်ဘယ်လောက်ရ1000ကျော်ခုနထက်မများလောက်လားနောက်ပေါ့များလိုက်နော်နောက်ပေါ့နည်းနည်းများလာ host ကိုတွေ့ရအဲ့မှာ2 power ဘယ်လောက်လောက်ရှင်းတယ်လी16နောက်ပါပဲ high order ပဲဖယ်ရတာနော် host မှာဖယ်စရာမလိုဘာကြောင့်ဖယ်စရာမလိုလဲသိလားသူဖယ်ရမှာဘာပဲဖယ်ရမှာ host ကသူဖယ်ရမှာဘာကိုဖယ်ရမှာ network address နဲ့ broadcast address ကိုသူကဘာလုပ်ပေးရလဲဖယ်ပေးရတာ network ကြတော့ဘာလုပ်ရ high order ပဲအတွက်နေဖယ်ပေးရအကြောင်းပဲဖယ်တာပေါ့အကြောင်းရှိလို့အဲ့ဒါမျိုးသိရမှာနော်ဘာကြောင့်လဲဆိုတော့ဆရာ high order ပြောဘာကြောင့် host မှာမဖယ်တာလဲသူဖယ်စရာမလိုသူဖယ်ရမှာဘာကိုဖယ်ရမှာလဲ network address နဲ့ broadcast ကိုသူဖယ်ရမှာ high order ပြ network ရဲ့ဥစ္စာဘာကြောင့်ဖယ်လဲဆိုတော့ခဏနေသိလိမ့်မယ်ဟိုပြောပြတာခုနလိုမျိုးအတွေးတစ်ခုကိုလွန်သွားမှာဆိုလို့အဲ့အတွေးတစ်ခုလွန်မှာဆိုလို့တခါလေးပြောပြလိုက်တာနော်2 power 16ဆိုဘယ်လောက်ရအောင်တွေ့ကြည့်အောင်တွေ့ကြည့်ပါဦး2 power 16ဆိုတော့ပါအောင်အိတ်နေပြီလားအိတ်နေရလိုက်မယ်လေအိတ်ပြီလားအေးပါဘူး2 power နော်2 power 60 minus 2နှုတ်လိုက်ဘယ်လောက်ရ6000ပြီးနောက်တစ်ခု class C ပဲကြည့်နော် class C နောက်ဘယ်နှခုလဲ3လိုက်ပြောလို့โอเคရပြီ formula တွေ့အောင်2 power ဘယ်နှထက်တင်မလဲ8 3 လी24ဆို high order 22ဖေး20မှာ22 22ပေါ်21 3ဘစ်လေ3ဘစ်ဖယ်ရမှာနော် class C မှာ3ဘစ် class B မှာဘယ်နှဘစ်လဲ2ဘစ် class A မှာ0ဘစ်အဲ့ဒါဘစ်ပေါ့နော်အဲ့ဒါသိရမနော်အဲ့ဘာကြောင့်ဖယ်လဲဆိုဆရာပြပြောပြအဲ့မှာ2 power 21အဲ့ဆို2 power 21ဆိုရင်ဆရာတော့ဘယ်လောက်ကျန်မလဲကြည့်ရအောင်မဟုတ်ပိုင်နာမှန်တယ်နော်24ပိုင်နာမှန်တယ်နော် class 4ကဒါပေမဲ့ဆရာတော့ဖယ်တယ်ဆိုအကြောင်းရင်းရှိလို့ဖယ်တာနော်အဲ့ပြောပြတာအဲ့ကြောင့်ဆရာတော့2 power 21နောက်ရည်တော့ပုံမများလာဘူးလားညာလာပါရဲ့အေးမာနေတယ်ဒါပေမဲ့ host အေးအတွက်များတယ်နောက်များများသုံးချင်တာလား host များများသုံးချင်တာဆိုတော့ကိုယ့်ရဲ့ organization ပုံမှာမူတည် planning လုပ်ရမယ်အဲ့တော့နောက်များများသုံးချင်တာလား host များများသုံးချင်တာဆို host များများသုံးချင်တယ်ဆိုရင်ဆရာတော့ဘာကိုသုံးမလဲ class A အဲ့တော့ကိုယ့်ရဲ့ organization ကြီးတယ်ဆိုရင်ဆရာတော့ class A ပဲသုံးတာများတယ်သိလားဆရာတို့ရုံးမှာဆိုရင်ဘာသုံးထားလဲဆိုတော့ class A ကို class A အဲ့နော် idea မယ်
နော်အဲ့ဆိုရင်တော့ဘာကြံလဲဆို host formula ရ host formula အဲ့ဆိုရင်တော့ဘာလုပ်ကြမလဲ8 bit ပေါ့ host ကဘယ်နှ bit ပဲကြံတော့လဲ8 bit ပဲကြံတော့မယ်2 power 8ဘယ်လောက်ရမလဲ2 power 8ဒီ256မဟုတ်ဘူးလားဟုတ်လား256ကို -2 နှုတ်တော့ဘယ်လောက် -2 နှုတ်တော့ဘယ်လောက် 25 အဲ့ဆိုရင် network တစ်ခုမှာဘယ်နှလုံးပဲသုံးလို့ရ 254 နော် network တစ်ခုမှာဒါ network များတယ် network တစ်ခုမှာ254ဆရာတို့ကဒီမှာ network တစ်ခုမှာ360သုံးလို့ရတယ်နော်ဆရာတို့ organization ကြီးတယ်ဆိုရင်ဆိုတော့ A ပဲရွေးပါနော်ကိုက mid လောက်ဆိုရင်တော့ B သုံးပေါ့နော် ABC ပြီးသွားပြီအဲ့ဆိုရင်ဆရာတို့ကဘာထပ်သိဖို့လိုလဲဆိုတော့ high order bit သိရမယ်ဒီနဲ့ E နဲ့ formula ရတွက်စရာမလိုဘူးဘာကြောင့်ဆိုကွန်ပျူတာတွေမှာ network ကတ်တွေမှာပေးစရာတော့မလိုလေဟုတ်တယ်မလားဒီနဲ့ E ရပေးလို့လည်းမရအောင်လေပေးလို့ရမရကခဏနေကြရင်ပြမယ်ဒီနဲ့ E နဲ့ပေးလို့ရမရခဏနေကြရင်ထပ်ပြကို high order ပေးနေနေဆရာတို့က A ဆိုရင်ဘာဖယ်ပေးရ0 B ဆိုရင်ဘာဖြစ်မလဲ1 0 C ဆိုရင်110ဖယ်ပေးရတယ် class D ဆိုရင် high order ပေးဆိုရင်ဘာဖြစ်မလဲ formula ရတွက်စရာမလိုသူက multi-get address ဖြစ်လို့ဒါပေမဲ့ဖယ်ဟိုရတယ်အကြောင်းရှိလို့ဖယ်တယ်ဆိုတော့ခဏနေလာတော့မှာနော်1110 class E ရဘလောက်တက်လေးလုံး ဒီလေးလုံး အဲ့ဆိုတော့ကြည့်အောင်ဟုတ်ဆရာတို့တော့ကြည့်အောင် class A ရဲ့ high order ပဲတော့ကြည့်မယ်နော်ဆရာတို့အကြောင်းမဲ့ဖယ်တာမဟုတ်ဘူးလာလိုက်မယ်ခဏနေကြလာတော့မယ်နော်ကြည့်အောင် A မှာ high order ပဲဘလောက် 0 B ဆိုရင်10 10 C ဆိုရင် 0 10 D ဆိုရင်1 လုံး0 E ဆိုရင်1 4လုံးဆရာကိုချရေးတဲ့အတိုင်းမဟုတ်လားဟုတ်တယ်နော်ဒါဆိုတစ်ခုပြီးသွားပြီတဖြည်းဖြည်းပေါ်လာရင်နော်ခုနအပေါ်ကနေ IP ကနေစားခဲ့တာနော်ခုတဖြည်းဖြည်းရုံလုံးပေါ်လာတော့မှာနော်